လှုပ်ဝက်ဝိညာဉ် Secret Spirit အစီအစဉ်မှကြိုဆိုပါရယ်ကျွန်တော်တို့ရဲ့ channel သည်လူသိနည်းသောကဘာကျော်လှုပ်ဝက်ချက်များစမ်းကြယ်ထူးဆန်းသောဝိညာဉ်လောကဖြစ်ရများနှင့်ရင်ဖိုထိတ်လန့်ပွဲတရေဇလန်းမှန်များကိုအကောင်းဆုံးနောက်ခံစကားပြောများဖြင့်တင်ဆက်ပေးနေသည့်နေရာတစ်ခုဖြစ်ပါသည်တင်ဟာစမ်းကြယ်မှုတွေကိုဝါသနာပါသူတယောက်ဆိုရင်တော့ကျွန်တော်တို့နဲ့အတူလက်တွဲဖို့ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရယ်ကျွန်တော်ဟာ phone screen ရဲ့အကြောင်းတွေကြားမှာအပိုင်းပိုင်းပြတ်နေတဲ့ digital အရေးတစ်ခုလိုဖြစ်နေခဲ့ရပြီးအပြင်လောကမှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာကျွန်တော်ရဲ့အကျင့်အတိုင်းလွယ်အိတ်ကိုပခုံးမှလွယ်ပြီးအခန်းထဲကနေယုံကြည်မှုအပြည့်နဲ့ထွက်ခွာသွားတာကိုဖုန်းရဲ့ရှေ့ကင်မရာကနေတဆင့်အကူအညီမဲ့စွာကြည့်နေခဲ့ရပါတယ်အခုကျွန်တော်ရဲ့ကဘာဟာ pixel တွေနဲ့တိစောက်ထားတဲ့အလင်းဆက်တွေဖြစ်နေပါပြီပတ်ဝန်းကျင်တစ်ခုလုံးဟာလျှက်စစ်စီးစင်းတန်တဝီဝီကလွဲလို့ဘာအတန်မှမရှိတော့ဘဲ home screen ပေါ်က application လေးတွေဟာတိုက်ပူလေးတွေလိုမြင့်တက်နေပြီးကျွန်တော်ကတော့အဲ့ဒီကြားမှာပိတ်မိနေတဲ့တန်လိုက်မုံလေးတစ်ခုလိုပါပဲမင်းတယောက်တည်းမဟုတ်ပါဘူးဆိုတဲ့စာသားလေးတစ်ခုဟာကျွန်တော်ခြေထောက်နာကနှစ်ချက်ထဲမှာရုတ်တရက်ပေါ်လာပါတယ်ကျွန်တော်ထိတ်လန့်တကြားလှည့်ကြည့်လိုက်တော့အကြောင်းတွေထဲမှာကျွန်တော်လိုပဲပိတ်မိနေတဲ့တခြားအရေးတွေကိုတွေ့လိုက်ရတယ်သူတို့ဟာ delete လုပ်ခံထားရတဲ့ဓာတ်ပုံဟောင်းတွေဖြတ်လိုက်တဲ့ message တွေနဲ့မေ့လျော့ခြင်းခံထားရတဲ့ခံထားတွေတဲကဝိညာဉ်တွေပဲသူမင်းရဲ့နေရာကိုယူသွားပြီးမဟုတ်လားလို့ Messenger ကဘေးမှာထိုင်နေတဲ့လူကြီးတစ်ခုကမေးတယ်သူကအပြင်မှာမင်းဖြစ်နေနေထိုင်လိမ့်မယ်မင်းကတော့ဒီဖုန်းရဲ့ပါရီကုံဆုံးသွားတဲ့အထိဒီမှာပဲပုတ်တိုးနေရတော့မှာလို့သူကဆက်ပြောတယ်ကျွန်တော်ကြောက်လန့်တကြားနဲ့ဖုံးမှန်သားပြင်ကိုအတွင်းဘက်ကနေလက်သီးနဲ့ထုရိုက်မိပေမဲ့အပြင်လောကကိုတော့ဘာအတန်မှထွက်မသွားဘူးခဏအကြာမှာဖုံးကိုတစုံတစ်ယောက်ကကောက်ကင်လိုက်တယ်လို့ဟန်ချက်ပြတ်သွားပြီးမြင်ကွင်းကလှုပ်ခါသွားတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုယူဆောင်သွားတဲ့အဲ့ဒီအရာကဖုံးကိုပြန်ကြည့်လိုက်တာပါသူကဖုန်း screen ကိုစိုက်ကြည့်ရင်မဲ့ပြုံးတစ်ခုပြုံးလိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဟာ notification bar ထဲကိုပြေးဝင်ပြီးငါဒီမှာရှိတယ်ဟာဆိုတဲ့စာသားလေးကို pixel လေးတွေစုပြီးပေါ်လာအောင်အားကုန်ထုတ်ပြီးစူးစမ်းလိုက်တယ်ဒါပေမဲ့သူကကျွန်တော်ရဲ့စူးစမ်းမှုကိုမြင်သွားပြီး clear ဆိုတဲ့ခလုတ်ကိုအေးလူလူပဲနှိပ်ချလိုက်တယ်ကျွန်တော်ရဲ့တရှိမှုကတုန်ခါသွားပြီးမှောင်တိကျသွားခဲ့ရတယ်သူကဖုန်းကိုဘောင်းဘီအိတ်ထဲထည့်လိုက်တဲ့အခါကျွန်တော်ကဘာတစ်ခုလုံးအမောက်ဖုံးသွားပြီးအပြင်ကထွက်ပေါ်လာတဲ့သူ့ရဲ့ခြေတံတွေကိုနားထောင်ရင်ကျွန်တော်ဟာမတည်နိုင်တဲ့ဒီကျင်းထောင်ထဲမှာအော်ဟစ်နေမိပါတော့တယ်ကဲကျွန်တော်ဟာကိုယ်ခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ကြိုးစားခဲ့ပေမဲ့အခုတော့လူသားမဟုတ်တဲ့ digital virus တစ်ခုအနေနဲ့ပဲအပြင်လောကကိုရောက်ရှိလာခဲ့ပါပြီကျွန်တော်ဟာကိုယ့်ဘဝကိုပြန်ရနိုင်ပါမလားဇလန်းရဲ့နောက်ထပ်စိတ်လှုပ်ရှားစရာအပိုင်းတွေကိုဆက်လက်နားဆင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါဦးတင်တာကျွန်တော်နေရာမှာဆိုရင်ဒီလို virus ဘဝနဲ့ဘာဆက်လုပ်မလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးပဲသတိနဲ့နေထိုင်ကြပါ